ဒီမြင့်ကျင်တဲ့ဆိုလို့ရှိရင်နီးပညာရေးသုံးရပါတယ်။နီးပညာတွေကကျွန်တော်တို့စွမ်းဆောင်ရည်တွေကို10စားအစ20တိုးတက်အောင်အကူအညီပေးနိုင်ပါတယ်။ဒီနေ့လို AI ခေတ်မှာတော့ AI ထူးစီအသုံးပြုပြီးတော့မှကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်တွေမြင့်အောင်ဘယ်လိုလုပ်မလဲဆိုအောင်ကျွန်တော်မျှဝေပေးအောင်မှာဖြစ်ပါတယ်။ကျွန်တော် channel မှာလူတွေမမှတ်မိတော့လောက်တိုးတက်ပြောင်းလဲခြင်းတဲ့လူတွေခေတ်နဲ့အညီကျွန်တော်တို့ရဲ့အမြင်တွေကိုတိုးတက်ခြင်းပြီးတော့မှ open minded ဖြစ်ဖြစ်လေ့လာခြင်းနဲ့ဒါလူငယ်တွေလူလက်ပိုင်းတွေလုပ်ငန်းရှင်တွေတိုးတက်ခြင်းတဲ့လူတွေအတွက်ရွေးပြီးတော့မှဒီ channel လေးတည်ထောင်ဖြစ်တာဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်အပိုင်း9ပိုင်းကိုပြပြပါမယ် AI နဲ့ပတ်သက်လို့ကျွန်တော် new update လေးတွေကျွန်တော်အသုံးပြုဖြစ်တဲ့အပိုင်းလေးတွေကိုကျွန်တော်မျှဝေပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီအပိုင်း9ပိုင်းမတွားခင်မှာပထမဆုံးအနေနဲ့ AI အကြောင်းလေးကိုအရင်ဆုံးရှင်းပြပါရစေအဲ့တော့အခုကျွန်တော်အသုံးပြုနေတဲ့ဒီ tool တွေပေါ့နော်အခုမြင်နေရတဲ့ဒီ screen ဒီလို PowerPoint တွေဒီလို mind map တွေဒါတွေအကုန်လုံးကကျွန်တော်ကိုယ်တိုင်ဖန်တီးထားတဲ့ software တွေရာပြီးတော့မှပြနေတာဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာလည်းဒါတွေကိုဘယ်လိုအသုံးပြုလဲဆိုတဲ့အပိုင်းလေးတွေပါပြပြပါမယ်အဲ့တော့ဒီလို AI တစ်ခုချင်းစီကိုမတွားခင်မှာပထမဆုံးအနေနဲ့လွယ်ကူရိုးရှင်းအောင်ကျွန်တော်ရှင်းပြပါမယ်ဒီနေ့ကျွန်တော်အသုံးပြုနေတဲ့ဒါ AI လို့ခေါ်တဲ့ artificial intelligence မှတ်ဉာဏ်တူလို့ခေါ်တဲ့အရာတွေမှာ LLM လို့ခေါ်ပါတယ် large language model အသုံးပြုကြပြီးတော့မှလက်ရှိမှာကျွန်တော်တို့ကစာထည့်လိုက်ပြီဆိုလို့ရှိရင်စာအနေနဲ့ပြန်ပြီးထုတ်တာရှိမယ်ဥပမာအားဖြင့်ကျွန်တော်တစ်ခုပြရမယ်ဆိုလို့ရှိရင် what is LLM စာအနေနဲ့ရိုက်ထည့်လိုက်တယ်ဆိုလို့ရှိရင်စာအနေနဲ့ပြန်ထုတ်ပေးတာရှိမယ်ဒါမှမဟုတ်စာအနေနဲ့ထည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဓာတ်ပုံအနေနဲ့ထုတ်ပေးတာရှိမယ်စာအနေနဲ့ရိုက်ထည့်လိုက်တယ်ကျွန်တော်ဓာတ်ပုံအနေနဲ့ထုတ်ပေးတာရှိမယ်ဒါမှမဟုတ်ကျွန်တော်တို့ဗီဒီယိုအနေနဲ့ထုတ်ပေးတာရှိမယ်ဒါမှမဟုတ်ကျွန်တော်တို့ကဓာတ်ပုံတစ်ပုံကိုတင်လိုက်မယ်ဗျာဥပမာဆိုရင်ဓာတ်ပုံတစ်ပုံကိုကျွန်တော်တို့က copy ယူလိုက်မယ်ပြီးလို့ရှိရင်ဒီဥစ္စာကိုပဲ AI မှာကျွန်တော်တို့ကမေးလိုက်မယ်ဆိုတော့ဒါဆိုရှင်ဓာတ်ပုံတင်လိုက်မယ်ဗီဒီယိုတင်လိုက်မယ်ဒီဥစ္စာကိုပဲကျွန်တော်တို့ကစာအနေနဲ့ပြန်ပြီးတော့မှဖော်ပြပေးတာဒါမှမဟုတ်တခြားဓာတ်ပုံအနေနဲ့ပြန်လဲအပြောင်းလဲလုပ်ပေးတာဒါတွေအသုံးပြုလို့ရပါတယ်ဒီလိုမျိုး generated လုပ်နိုင်စွမ်းဖြစ်တဲ့ကြောင့်မလို့သူ့ကို generated AI လို့ခေါ်ပါတယ် generate တော့ပြန်ပြီးထုတ်ပေးနိုင်တာပါကျွန်တော်စာထည့်လိုက်တယ်စာအနေနဲ့ပြန်ထုတ်ပေးနိုင်တယ်စာထည့်လိုက်တယ်ဓာတ်ပုံအနေနဲ့ထုတ်ပေးနိုင်တယ်ဓာတ်ပုံထည့်လိုက်တယ်စာအနေနဲ့ထုတ်ပေးနိုင်တယ်ဒါမှမဟုတ်ဗီဒီယိုအနေနဲ့ထုတ်ပေးနိုင်တယ်ဒါမျိုးပုံစံမျိုးခေါ်တာပါအဲ့တော့ဒီလိုမျိုး generated AI မှာဆိုလို့ရှိရင်အသုံးပြုနေတဲ့အရာတွေကျွန်တော်ရှိမယ်ကမ္ဘာမှာအသုံးအများဆုံးဒီနေ့အချိန်မှာအသုံးအများဆုံးဒီ OpenAI မှာဆိုရင်အခုကျွန်တော်ပြသွားတယ် ChatGPT ဆိုတာကျွန်တော်တို့ရှိမယ်နောက်တစ်ခုကဒီလို ChatGPT မှာပဲကျွန်တော်တို့က model ဆိုတာတွေထပ်ရှိမယ်ဒီမှာဆိုလို့ရှိရင် 5.2 မှာသူ့ရဲ့ model တွေအမျိုးမျိုးကျွန်တော်ရှိမယ်ဥပမာအားဖြင့်ဆိုရင်ကျွန်တော်တို့က research လုပ်ချင်တဲ့အသေးစိတ်လုံးဝ research grade လုပ်ချင်တယ်ဆိုရင် pro အသုံးပြုလို့ရတယ်ဒါမှမဟုတ်မြန်မြန်ဆန်ဆန်ထုတ်ချင်တယ်ဆိုရင် instant လိုမျိုးထုတ်လို့ရတယ်ဒါမှမဟုတ်စဉ်းစားတဲ့အပိုင်းဆို thinking အပိုင်းတွားလို့ရတယ်ပုံမှန်အားဖြင့်ဆိုကျွန်တော်တို့ auto တွားလို့ရတယ်ပေါ့ဒီလိုမျိုးကျွန်တော်တို့ model တွေထပ်ရှိမယ်အဲ့ဒီထဲမှာပဲ company ထဲမှာပဲသူက product တွေထပ်ရှိမယ်ဒီလို product တွေထဲမှာဆိုလို့ရှိရင် ChatGPT ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ဆိုရတို့ပါလို့မျိုးကျွန်တော်ရှိမယ်ဆိုရဆိုတာကသူဒီကျွန်တော်တို့ရဲ့ video တွေကိုထုတ်ပြီးတဲ့ platform ပေါ့ကျွန်တော်စာပဲရိုက်လိုက်မယ်ဒါနဲ့ video အနေနဲ့ထွက်လာမယ်ဒါမျိုးတော့ကျွန်တော်တို့ဒီ video ထုတ်တဲ့ဒီ application တွေနဲ့လည်းကျွန်တော်တို့ရှိတယ်ကျွန်တော် TikTok တို့ဘာလို့မှာဆိုလို့ရှိရင်တင်တာမျိုးကြီးကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တခြားဘာ model တွေရှိသေးလဲဆိုရင် Google Alphabet ကထုတ်တဲ့ Gemini တို့ Gemini ဆိုတော့ ChatGPT လိုပဲဒီ Gemini ကျွန်တော်ရှိမယ်သူ့ရဲ့အားတာချက်ကတော့မြန်မာလိုကောင်းတယ်ပြီးွားရင် Google မှာ Google AI Studio ဆိုတာမျိုးတွေကျွန်တော်ရှိမယ်နောက်တစ်ခုကတော့ Notebook LM လို့ခေါ်ပါတယ်အဲ့တော့ Google မှာဒီလိုမျိုးဒီ tools အများကြီးကျွန်တော်ရှိတယ်အဲ့ဒီအများကြီးထဲမှာကျွန်တော်အရေးကြီးတဲ့ tools တွေကိုပဲအဓိကပြအောင်မယ် Notebook LM ဆိုတာကတော့ကျွန်တော်တို့ကဒီပေါ်မှာကျွန်တော်တို့ source တွေထည့်ထားလို့ရတယ်ဥပမာဆိုကျွန်တော် document file တွေတွားရွေးလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဒီ website link တွေကျွန်တော်ထည့်လို့ရတယ်ဒါတွေပေါ်မှာမူတည်ပြီးတော့မှကျွန်တော် notes တွေလို့ပေါ့နော်ဒါတွေပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ထုတ်ချင်တဲ့ဓာတ်ပုံတွေစာတွေ slide တွေပြန်ထည့်လို့ရတယ်ဥပမာအားဖြင့်ဆိုရင်ဒါကကျွန်တော် slide တစ်ခုကိုထည့်ထားတယ်ဒီ slide တစ်ခုကိုပဲကျွန်တော်ကဓာတ်ပုံတွေပြန်ပြောင်းလို့ရတယ်ဒီလိုမျိုးကျွန်တော်တို့ infographic တွေဒါမှမဟုတ်ကျွန်တော် slide တွေပြန်ပြောင်းလို့ရတယ်ရောဒီလိုမျိုးတွေပြန်ပြောင်းလို့ရတယ်ဗျာဒါက Notebook LM လို့မျိုးထူးစီအဲ့တော့ Google မှာကအဲ့လိုထူးစီအများကြီးကျွန်တော်ရှိရယ်ကိုကသိချင်နေဆို experiment with Google ဆိုအောင်တွားပြီးတော့မှအဲ့ဒါကို Google Lab ထဲမှာတွားပြီးကြည့်လို့ရတယ်
ဒီထဲမှာဆိုရင်ကျွန်တော် campaign management လုပ်တာတွေ music တွေအများကြီးကျွန်တော်တို့ရှိရပါတော့ဒီထဲမှာတော့ကျွန်တော်အဓိက3ချက်ကိုပဲပြပြအောင်ပါမယ် Gemini ရယ်ပြီးလို့ရှိရင် Google AI Studio ရယ်ပြီးွားရင်ဒီရဲ့ Notebook AI ရယ်နောက်တစ်ခုကတော့ Anthropic ဆိုတာကျွန်တော်ရှိမယ် Anthropic ကတော့သူက Claude ဆိုတဲ့ဒီ ChatGPT လို့လိုမျိုးထုတ်တယ်သူကကျတော့ image model တွေပါမရှိဘူး image model မရှိဘူးဆိုတော့ကျွန်တော်တို့ဓာတ်ပုံတွေပါထုတ်ခိုင်းလို့မရဘူးဒါပေမဲ့သူဒီ coding အပိုင်းတို့အရန်ကောင်းတယ် coding ဆိုတာကျွန်တော်တို့ဒီ software တွေရေးတော့မယ်ဒါတွေဒီဘိုင်းကအရန်ကောင်းတယ်အဲ့တော့ဒီလိုမျိုးလုပ်တဲ့နေရာမှာကျွန်တော်ဥပမာတစ်ခုပေးရမယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီလိုမျိုး mind map software တစ်ခုလုပ်ချင်တယ်ကျွန်တော်အနေနဲ့ဒီ mind map software တစ်ခုကိုဘာလို့ခိုင်းလိုက်လဲဆိုရင်သူ့ကိုဖန်တီးခိုင်းလိုက်တယ်ဒါဆိုရင်ကျွန်တော်အသုံးပြုလို့ရတဲ့ mind map software တစ်ခုကျွန်တော်ရလာပြီနော်အဲ့တော့ဒီ mind map software ကိုပဲကိုယ့်အနေကိုပြန်အသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်တခြားနည်းလမ်းတွေကျွန်တော်လုပ်လို့ရတယ်ဒီနေ့ဒီဗီဒီယိုလေးပါလဲကျွန်တော်ပြပြရမယ်ပြီး1 2မှာ model တွေအများကြီးကျွန်တော်ရှိမယ်အခုနောက်ဆုံးထွက်ထားတဲ့ model Opus 4.5ဆိုအရန်ကောင်းနေဆိုတာတစ်ကမ္ဘာလုံးကအခုလက်ခံထားကြတယ်ဒါဒီ4.5ကျွန်တော်ဒီ4.5ကိုအသုံးပြုပြီးတော့မှအခုလိုမျိုးကျွန်တော်အသုံးပြုခြင်းတဲ့ software တွေကိုဘယ်လိုလုပ်သွားလဲဆိုတာလည်းဒီနေ့ဒီဗီဒီယိုလေးမှာပြပြပါမယ်ဒီထဲမှာဆိုရင်တချို့ကလည်းမေးကောင်းမေးလိမ့်မယ် XAI ကထုတ်တဲ့ Grok ကိုဆိုတာဒါ Elon Musk ရဲ့ X ကုမ္ပဏီကနေထုတ်တဲ့ Grok ဖြစ်ပါတယ် X ဆိုတော့အရင်တော့ Twitter သူ့အနေနဲ့အထဲမှာဆိုရင် Grok ဆိုတာရှိတယ်ဒီ Grok ထဲမှာအသုံးပြုလို့ရတဲ့ဟာတွေရှိတယ်သူကလည်း ChatGPT လို့လိုပဲတစ်ခုနဲ့တစ်ခုအားထားချက်တွေမတူ Grok ရဲ့အားထားချက်ကကြောင့် real time information လို့ခေါ်တဲ့သုံးနေတဲ့လူတန်း250ရှိတယ်သူတို့တင်လိုက်တဲ့ဒီ status တွေဒီ post တွေဒါတွေအကုန်လုံးကြီးကျွန်တော်တို့ real time access ကျွန်တော်လုပ်လို့ရတယ်ဒီနေ့မှာတော့ကျွန်တော် Grok အကြောင်းမပြောတော့ဘူးဒီနေ့မှာကျွန်တော်ပြပြမယ်အကြောင်း9ပိုင်းရှိတယ်နံပါတ်1ဘိုင်းကတော့ကျွန်တော်တို့ Gemini ကိုအသုံးပြုပြီးတော့မှ PowerPoint slide တွေထုတ်တာဖြစ်ပါတယ်ဥပမာအားဖြင့်ကျွန်တော်တို့က PowerPoint slide ထုတ်ချင်တယ်ဆိုပါတော့เนาะဥပမာဆိုရင်ကျွန်တော်တို့ LLM large language model ဒီအကြောင်းလေးကိုကျွန်တော်ထုတ်ချင်တယ်ဆိုပါတော့ဒါကိုကျွန်တော်တို့ကဒီအကြောင်းလေးကိုကျွန်တော်တို့ PowerPoint slide အသေးသေးကျွန်တော်လုပ်ခိုင်းလိုက်မယ်လုပ်ပြီးွားရင်ကျွန်တော်တို့ကဒါကို PowerPoint ထုတ်ချင်တယ်ဗျာကျွန်တော်တို့ slide ထုတ်မဲ့နေအောင် canvas ကြီးဒါကိုကျွန်တော်တို့ဘာလုပ်မလဲဆိုရင် PowerPoint slide ထုတ်ပေးပါဆိုအောင်ရေးလိုက်မယ်အဲ့တော့ဒါ copy ကူးလိုက်မယ်တကယ်လို့ကျွန်တော်တို့ကဗျာကိုယ့်ရဲ့လုပ်ငန်းရဲ့ logo တွေဘာတွေထည့်ခြင်းနေဆိုတော့ logo တွေထည့်ခြင်းနေဆိုလို့ရှိရင်ဒီမှာဥပမာတစ်ခုအနေနဲ့ကျွန်တော်ပြပေးမယ်ကျွန်တော်အကြံပေးနဲ့ကျွန်တော်ပြပေးမယ်နော်ဒီ logo လေးနဲ့ကျွန်တော်ထုတ်မယ်ဒါလေးထည့်လိုက်မယ်ဒါကိုကျွန်တော် logo နဲ့ brand color လေးထည့်ပေးပါဆိုပြီးရိုက်လိုက်မယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ large language model အကြောင်းတူထွက်လာပြီဒီမှာဆိုရင်ပုံနေထားလို့ရတဲ့အပိုင်းလေးတွေကိုကျွန်တော်တို့ထားပြီးတာရှိမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့က export to slide ဆိုလို့ခလို့လေးနေလိုက်လို့ရှိရင် Google မှာ product တွေအများကြီးကျွန်တော်ရှိရယ် Google slide ဆိုတာလည်းတစ်ခုရှိရပါတော့ Google slide ဆိုတာ Google Doc တို့ဒီဘာနဲ့တူလဲဆိုလို့ရှိရင် PowerPoint နဲ့တူတယ်ကျွန်တော်အဲ့ဒါကို export လုပ်လိုက်မယ်ပြီးွားရင်ဓာတ်ပုံတွေကိုကိုစိတ်ကြိုက်အထဲမှာတွားပြီးတော့မှပြင်လို့ရတယ်ဒါဆိုသူကကျွန်တော်တို့ slide လုပ်ပြီးနေပြီတကယ်လို့မဟုတ်ဘူးကွာဒီပုံတွေသဘောကျတယ်ဗျာ download လုပ်မယ်ဒီ download ခလုတ်ကိုနှိပ်လိုက်လို့ရတယ်ဒါဆိုရပြီကျွန်တော်တို့ open slide ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင် large language model ကျွန်တော်ပေါ်လာတယ်အဲ့တော့တကယ်လို့ခုနကပြောတဲ့ logo မပါဘူးဆိုပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က brand color ကိုဒါမျိုးတွေကျွန်တော်ရေးလို့ရတယ်ပေါ့နော်ဒါသူ့ရဲ့အလုပ်သူလုပ်နေလိမ့်မယ်ကျွန်တော်ဒါလေးနဲ့ထပ်ပြီးထပ်ပြပေးမယ်အဲ့တော့ဥပမာဆိုရင်ဒီပုံထည့်ခြင်းတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီခလုတ်လေးကိုနှိပ်လိုက်ရင် slide တစ်ခုလုံးပြင်ပါလားဓာတ်ပုံပဲပြင်ပါလား infographic ပြင်ပါလားဒါရှိပြီဥပမာဆိုရင် large language model ပုံထုတ်ပေးပါဒါဆိုရင်ကျွန်တော်မြန်မာလိုပဲကျွန်တော်ရေးလိုက်တယ်ကျွန်တော် image ကိုထုတ်ခိုင်းတယ်ဘာလို့လဲဒီပုံကြီးမှာ replace လုပ်ချင်တာဒါဆိုရင်ဒီပုံရလာပြီဒါကိုဖယ်လိုက်မယ်ကျွန်တော်တို့က insert ကျွန်တော်လုပ်လိုက်မယ်ဒါဆိုကိုကြိုက်တဲ့ပုံတွေကိုဘာလုပ်ကြလို့ရလဲဆိုရင်ဖန်တီးပြီးတော့မှထုတ်ကြလို့ရတယ်ပြီးရင်ကိုတဘောချပြီဆိုလို့ရှင်ဒီမှာ download တက်လုပ်လို့ရတယ် PDF အနေနဲ့ပဲဖြစ်ဖြစ်တခြား PowerPoint slide အနေနဲ့ပဲဖြစ်ဖြစ်တခြားလူတွေနဲ့လည်း share လုပ်လို့ရတယ်ဒါကတော့ဒီ Google ရဲ့ဒီ Gemini ကိုအသုံးပြုပြီးတော့မှ PowerPoint ထုတ်တဲ့ပုံစံဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတခြား color နဲ့ကျွန်တော်တို့ပြန်ပြောင်းခိုင်းလိုက်တယ်
ဒါဆိုရင်ကာလာပုံပြောင်းပြီးတော့မှဒီလိုဖြစ်သွားတယ်ဒါမဟုတ်သေးဘူးဗျာကျွန်တော်ကကာလာကိုနောက်ဆုံးကျွန်တော်တို့ပြောရတဲ့ကာလာနဲ့ကွက်တိမကြောက်ဘူးဆိုရင်ဘာလုပ်လိုက်လို့ရလဲဆိုရင်ကျွန်တော်တို့ရဲ့ brand ကာလာကိုယူဟိုဒီ brand ကာလာဘာလဲဆိုရဲကာလာကုန်းနဲ့အသေးသေးကျွန်တော်တို့ပြန်ပြီးလုပ်ခိုင်းလို့ရတယ်ကျွန်တော်တို့ရဲ့ logo ရဲ့ color ကုန်းနေပေါ့နော်အဲ့တော့ဒါလေးကတော့ဘာလို့တဲ့ပုံစံလဲဆိုလို့ရှိရင်နံပါတ်1 Gemini အသုံးပြုပြီး PowerPoint slide တွေဖန်တီးတဲ့ပုံစံဖြစ်ပါတယ်ဒုတိယတစ်ပိုင်းကတော့ကျွန်တော် infographic ထုတ်တဲ့နည်းကိုပြပေးပါမယ် tools ကိုတော့ပါ create image ကိုတော့ပါကျွန်တော်တို့ကစာအုပ်တုပ်ဖတ်ပြီးကျွန်တော်မိဝါတတ်တယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့က Think and Grow Rich အကြံဉာဏ်ဖြစ်ကြီးပွားခြင်းစာအုပ်ဆိုတာရှိတယ်။အဲဒီစာအုပ်ထဲမှာပါဝင်တဲ့အကြောင်းအရာတွေအကုန်လုံးကို infographic တစ်ခုအနေနဲ့ထုတ်ခိုင်းလိုက်ပြီ။ဒါဆိုရင်ကျွန်တော်တို့ကပြန်ပြီးလေ့လာတဲ့အချိန်ပြန်ပြီးကြည့်တဲ့အချိန်မှာလွယ်ကူအောင်ထုတ်ခိုင်းလိုက်ပြီ။ဒီတော့သူဘယ်လိုလေးထွက်လာမလဲကျွန်တော်ကြည့်အောင်။ဒီမှာကျွန်တော်တို့ Think and Grow Rich Napoleon Hill ရဲ့စာအုပ်ကိုအနစ်ချုပ်ထားတဲ့ဟာထွက်လာပြီဒါတော့ပဲကျွန်တော်အကြည့် version ရခြင်း download လုပ်လိုက်လို့ရပါတယ်အဲ့တော့ဒါကကျွန်တော် infographic ထုတ်တဲ့နည်းပါကျွန်တော်တို့စာအုပ်တွေကိုဖတ်လိုက်မေးလိုက်နဲ့ကိုစိတ်ပူစရာမလိုတော့ဘူးဒီလို infographic တွေကို Gemini နဲ့တော့ထုတ်လို့ရတယ်ပြီးလို့ရှိရင်လိုအပ်လို့ရှိရင်ပြန်ပြီးလေ့လာလို့ရတဲ့အခြေအနေဖြစ်နေပါပြီဒါဆိုရင်တော့ကျွန်တော်အကြည့် version လေးကျွန်တော်ရပါမယ်Okay ဘာလို့ကျွန်တော် Gemini ကိုအသုံးပြုပြီးပြလဲဆိုရင် Gemini နီးမြန်မာလိုပုံမှန်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်တကယ်လို့ကိုကကျွမ်းကျင်လို့အများကြီးလှုပ်ဆောင်လို့ရပါတယ်ဥပမာအားဖြင့်ဆိုရင်ကျွန်တော်တို့ကအသုံးပြုတဲ့လို့လှုပ်ဆောင်လို့ရပါတယ်ဥပမာအားဖြင့်အခုဆိုရင်ကျွန်တော်ဒီဇိုင်နာတွေမလိုတော့ဘဲနဲ့ကျွန်တော်ကဒီဓာတ်ပုံလေးကိုထည့်လိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီစာလေးကိုရိုက်ထည့်လိုက်မယ်ပြီးရင်ဒီ prompt လေးကိုရိုက်ထည့်လိုက်မယ်ပြီးတော့ကျွန်တော်ကဒါလေးကိုထုတ်ပြပါဆိုတာနဲ့ဒီပုံစံမျိုးလေး infographic ကျွန်တော်ထွက်လာပြီတကယ်လို့ကိုကထွက်လာတယ်ဒီရဲ့ Gemini watermark ကြီးပါနေအောင်ဖျောက်ချင်တယ်ဆိုလို့ရှိရင်လွယ်ပါတယ် Gemini watermark cleaner ဆိုတာကျွန်တော်ရှိရယ်ဒီ slide ကိုတွားလိုက်ပြီးလို့ရှိရင်ကျွန်တော်ဓာတ်ပုံ upload လုပ်လိုက်ဒါဆိုလို့ရှိရင် Gemini ဒီရဲ့ watermark ကြီးပျောက်သွားမှာဖြစ်ပါတယ်ဒါဒီဒုတိယတစ်ဆင့် infographic ဖန်တီးတဲ့နည်းဖြစ်ပါတယ်ကိုလုပ်ငန်းအတွက်တတိယတော့ Noble LM ဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့နောက် product တစ်ခုကိုပြပေးပါမယ် Noble LM မှာအဲ့တော့ဒီ Noble LM ဒီဘာရီကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုကဗျာစာအုပ်အင်္ဂလိပ်လိုဖတ်တတ်ဘူးဆိုတော့မြန်မာလိုဖတ်ချင်တယ်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က Z library ဆိုတာရိုက်လိုက်ပြီးလို့ရှိရင် wiki လို့ရိုက်ထည့်လိုက် Wikipedia page တွေတော့တွားလိုက်ဒီမှာ link လေးတွေ့လိမ့်မယ်ကိုပတ်စံတက်နိုင်ရင်တော့စာအုပ်ကိုဝယ်ပါပတ်စံမတက်နိုင်ဘူးကိုအနေနဲ့ခက်ခဲရှိရဆိုလို့ရှိရင်တော့ဒီကနေတွားကြည့်လို့ရအဲ့ခလုတ်လေးကိုနှိပ်လိုက်ရင်เนาะဒီ Wikipedia ထဲမှာသူက update ဖြစ်တဲ့ဟာတွေကိုသူတင်ထားလေးရှိရယ်ဒါလေးကိုနှိပ်လိုက်ရင်ဒီလိုပေါ်လာမယ်ဒီမှာ sign up လုပ်လိုက်တရက်ကိုစာအုပ်10အုပ် download လုပ်လို့ရတယ်ဒီကစာအုပ် download လုပ်လိုက်ပြီးွားရင်ကျွန်တော် notebook LM ထဲမှာ update လုပ်လိုက်လို့ရတယ် upload လုပ်လိုက်လို့ရတယ် upload လုပ်ပြီးွားလို့ရှိရင်ဒီထဲမှာဒီ app source တွေပါရှိရယ်ဒီ source ထဲမှာတွားပြီးတော့မှတွားပြီး upload လုပ်တာဒါမှမဟုတ်ကျွန်တော်တို့က Google Drive ထဲမှာရှိရဆိုလို့ရှိရင် Drive ထဲက file တွေနဲ့တွားပြီးချိတ်ဆက်လို့ရတယ်ဒီလိုချိတ်ဆက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အတန် file တွေဖြစ်စီဒါမှမဟုတ်ကျွန်တော်တို့ရဲ့ဒီ file တွေဖြစ်စီပေါ့နော်ဒါတွေအကုန်လုံးကိုသူက notes အနေနဲ့ကျွန်တော် slide တွေထုတ်ပေးတာမျိုးဒါမှမဟုတ်ကျွန်တော်တို့ podcast တွေထုတ်ပေးရမျိုးကျွန်တော်တို့လုပ်တယ်အဲ့တော့ဒီဟာအပြင်ကျွန်တော်ဘာလုပ်လို့ရတယ်လဲဆိုရင် Notebook LM နဲ့ Gemini နဲ့ကိုချိတ်ဆက်လို့ရလာပြီအရန်ကောင်းတဲ့တင်ကောင်းလေးอ่ะကျွန်တော် Gemini နဲ့ကိုတော့ plus လေးကိုနေလဲလို့ရှိရင်အောက်ဆုံးမှာ Notebook LM ဆိုတာတွေ့လိမ့်မယ်အဲ့တော့ဒီ Notebook LM ထဲမှာကျွန်တော်နောက်ဆုံးလေ့လာခဲ့တဲ့ဟာတွေကျွန်တော်ရှိမယ်ဗျာဒါတွေကိုတော့ပြီးလို့ရှိရင်ကျွန်တော်တစ်ခုချင်းစီပြန်ပြီးလို့ရတယ်ပြန်ပြီးအသုံးပြုလို့ရတယ်အဲ့တော့ကျွန်တော် notes နဲ့ AI နဲ့ပါတခါတည်းချိတ်ပြီးတော့မှကျွန်တော်ရဲ့စွမ်းဆောင်ရည်တွေပုံမြင့်အောင်လုပ်လို့ရတဲ့အနေအထားဖြစ်လာတယ်ကျွန်တော်ကိုယ်တိုင်က consulting နေတိုင်းဒီပါကျွန်တော်လုပ်တဲ့ချိန်မှာကျွန်တော် client တွေရဲ့ဒီ file တွေကိုကျွန်တော်ဒီ drive ထဲမှာเนาะကျွန်တော်တို့ဒီလိုမျိုး document file ပေါ့ဒီ document file နဲ့ကျွန်တော်ရေးမှတ်ထားတဲ့ document file ကိုပဲကျွန်တော်တို့ကဒီ Gemini Notebook LM အသုံးပြုတယ် Notebook LM နဲ့သုံးထားတဲ့ဟာကိုပဲ Gemini အနေနဲ့ပြန်ပြီးအသုံးပြုပြီးတော့မှ consulting တွေကျွန်တော်လုပ်လို့ရတယ်ကိုယ့်ရဲ့လုပ်ငန်းထဲမှာလည်းဒီ workflow တွေအသုံးပြုလို့ရတယ်အရန် powerful ဖြစ်တဲ့နည်းစနစ်ဖြစ်ပါတယ်ဒါတော့နံပါတ်3နဲ့နံပါတ်4ပါဒီ Notebook LM နဲ့ Gemini သုံးလို့ရတယ်အဲ့တော့ Notebook LM အကြောင်းကိုလည်းကျွန်တော်အရင်တုန်းကဒီ YouTube မှာဗီဒီယိုတစ်ခုလုပ်ပေးဖို့ပါတယ် YouTube မှာကျွန်တော်ဒီဗီဒီယိုလေးကျွန်တော်လုပ်ထားပေးတာရှိတယ်အဲ့တော့လည်းတွားကြည့်လို့ရတယ်အခုကကြောင့် update တွေအများကြီး
ပေါ်လာပြီအဲ့တော့မိတ်ဆွေတို့ကတခါလေကြားလို့ရှိရင်အင်္ဂလိပ်လိုပဲပေါ်နေတာဖြစ်တတ်တယ်ဒါကိုကြော်လွှားဖို့အတွက်ဆို setting တွေကိုတော့ output language ကိုတော့ပြီးလို့ရှိရင်မြန်မာဆိုတဲ့ဟာကိုရွေးလိုက်ပါဒါဆိုလို့ရှိရင်အကုန်လုံးဒီမြန်မာလိုပေါ်လာပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်နောက်တစ်ခုတွားမယ်နောက်တစ်ခုကတော့ Google AI Studio အသုံးပြုပြီးတော့မှ personal application တွေကျွန်တော်လုပ်တာဖြစ်ပါတယ်အဲ့တော့ Google AI Studio တွေကိုတွားလိုက်ပြီဆိုလို့ရှိရင်ဒီပုံလေးတွေ့ရပါလိမ့်မယ်ဒီပုံလေးတွေ့ရပြီဆိုကိုယ့်ရဲ့ခေါင်းထဲမှာရှိတဲ့ idea ရှိတဲ့ product တွေကိုဒီထဲမှာရိုက်ထည့်လိုက်လို့ရပါတယ်ဥပမာအားဖြင့်ကျွန်တော်တို့ဆိုလို့ရှိရင်ဒီ marketing ဒီ content create လုပ်တော့မယ်ဘယ်လိုလုပ်ရမလဲဒါကိုဖန်တီးဖို့အတွက်ကျွန်တော် bot တွေကျွန်တော်လုပ်ကြတယ် bidding တွက်တဲ့ bot တွေကျွန်တော်လုပ်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်တွေးကြောင်းတီးအောင်လုပ်လို့ရတယ် bot တွေကျွန်တော်လုပ်လို့ရတယ်ဥပမာတစ်ခုပြရမယ်ဆိုလို့ရှိရင်ထားပါတော့ကျွန်တော် simple ဖြစ်ပေါ့နော်ကျွန်တော်အနေနဲ့ခင်ဗျားမြန်မာလိုပြောလိုက်မယ်ကျွန်တော်မြန်မာလိုဒါမှမဟုတ်အင်္ဂလိပ်နဲ့တရုတ်လိုပါပြန်ထုတ်ပြီးဆိုတော့စာချင်လေးတစ်ကြောင်းရိုက်ထည့်လိုက်မယ်ဒါဆိုရင် तू ကကျွန်တော်ဘာလုပ်ပေးနေပြီလဲဆိုရင် application တစ်ခုပေးလုပ်ပေးနေပြီဒါဆိုရင်ပြီးသွားပြီကျွန်တော် allow ကိုကျွန်တော်နှိပ်လိုက်နှိပ်ပြီးသွားရင်အဆင်ပြေလားမသိဘူးခင်ဗျာကျွန်တော်ခုမြန်မာလိုပြောနေတဲ့ဟာခင်ဗျာကျွန်တော်အခုမြန်မာလိုပြောနေတာ Hello I'm speaking in Burmese now 你好我现在说的是缅甸语အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်ကို idea ရှိတဲ့ဟာတွေအကုန်လုံးဒီလိုမျိုးစမ်းကြည့်လို့ရတယ်ဒါကကျတော့ Google AI Studio နဲ့စမ်းကြည့်တဲ့အပိုင်းစမ်းကြည့်ပြီးသွားရင်ကျွန်တော်တို့ကဒါကိုဗျာ software တွေ product တွေကျွန်တော်တို့လုပ်ချင်တယ်ဆိုတော့ဒါဆိုနောက်တစ်ခုကျွန်တော်တို့ application တွေကျွန်တော်လုပ်လို့ရတဲ့အပိုင်းဖြစ်လာမယ်အဲ့တော့ဒီလို application တွေဘယ်လိုလုပ်မလဲပေါ့နော်နောက်တစ်ပိုင်းကျွန်တော်ရောက်လာပြီအဲ့တော့နောက်တစ်ပိုင်းရောက်လာပြီဆိုတော့ကျွန်တော်ဒီကနေတစ်ချက်ပြပြယူမယ်ဒီမှာဖန်တီးထားတဲ့ product တွေကိုကြိုက်တယ်ကျွန်တော်တို့ကဈေးကွက်ကိုတင်ပြီးရောင်းချခြင်းနေဆိုတော့ဒါဆိုလို့ရှိရင်အပေါ်မှာခလုတ်လေးရှိတယ် download app ဆိုတာဒီခလုတ်လေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့က zip file လေးကျွန်တော်တို့ရောက်လာမယ်ဒီ zip file ကိုအသုံးပြုပြီးတော့မှကျွန်တော်တို့ဒီလို lovable ဆိုတာရှိရယ်နောက်တစ်ခါကျတော့ replit ဆိုတာရှိရယ်ဒီလိုမျိုးအရာတွေနဲ့ application တွေဖန်တီးလို့ရတယ်ဒီအရာတွေကိုကျွန်တော်ဘာလို့ခေါ်လဲဆိုရင် idea ကနေ apps အနေနဲ့ပြောင်းပေးဖို့အတွက်နီလန်းနေပေါ့ဒီနေ့ခေတ်မှာဆိုခေတ်စားနေတဲ့ vibe coding ဆိုတာရှိရယ် vibe coding ဆိုတော့ coding လုပ်တတ်ဆရာမလိုဘူးကျွန်တော်တို့ထုတ်ကုန်တွေဖန်တီးလို့ရတယ် idea ကနေ application တွေ software တွေဖန်တီးလို့ရတယ်ဖြစ်လာတယ်ဒါ replit တို့ revivable တို့ဒါတွေရှိမယ်အဲ့တော့ခုနကတော့ Google ကနေထုတ်ထားတဲ့ download လုပ်ထားတဲ့ application ကိုဘာလုပ်လို့ရလဲဆိုရင်ဒီလိုမျိုး lovable တို့ဒါမှမဟုတ်ဒီ replit တို့မှာတွားပြီး upload လုပ်လိုက်လို့ရတယ် upload လုပ်ပြီးသွားရင်ကျွန်တော်ဘာလုပ်လို့ရလဲဆိုရင်ကျွန်တော်တို့ရဲ့ AI နဲ့ချိန်ပြီးသွားလို့ရှိရင် product အနေနဲ့ပြောင်းလို့ရတယ်ဥပမာကျွန်တော်တစ်ခုပြပေးကြည့်မယ်ကျွန်တော်ဒါလေးကိုတင်လိုက်တယ်တင်ပြီးသွားတဲ့အချိန်ကျတော့ application အနေနဲ့ပြောင်းခြင်းနေဆိုပြီးသူ့ကိုပြလိုက်တယ်ပြောလိုက်တဲ့အချိန်မှာသူကတခါတည်းပဲကျွန်တော် application အနေနဲ့လုပ်ပေးလိုက်တယ်နော်အဲ့ application အနေနဲ့လုပ်ပေးလိုက်တဲ့အချိန်ကျတော့ဝင်လိုက်မယ်ဆိုဒါလေးဖြစ်တော့မယ်ပြီးသွားရင်ကျွန်တော်တို့ကဒီထဲမှာစပြီးအသုံးပြုလို့ရမှာဒီမှာတူမီတာတွေဖြည့်ပြီးတော့မှကျွန်တော်အသုံးပြုလို့ရမယ်အဲ့တော့ကျွန်တော် idea ရှိတဲ့အရာလေးကိုထုတ်ကုန်အနေနဲ့ပြောင်းလိုက်လို့ရတယ်ဒါကတော့ software တွေကို replit တို့ lovable တို့နဲ့ဖန်တီးတဲ့နည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော် personally test ကို Google AI Studio နဲ့ဖန်တီးထားတာလေးကိုပြပေးခဲ့တယ်နောက်တစ်နည်းကကျွန်တော်ဘာတွေလုပ်လို့ရတယ်လဲဆိုရင်ဒီလို clock တွေနဲ့လည်းလုပ်လို့ရတယ်ဥပမာအားဖြင့်ကျွန်တော်ကအဲ့တော့သူ့ကိုကျွန်တော်တို့က brainstorm လုပ်ခိုင်းလိုက်မယ်ပေါ့နော် application တစ်ခုလုပ်မယ် note taking လည်းပါမယ် notepad လည်းပါမယ် English လည်းပါမယ်ထားတော့သူကျွန်တော်ကိုစဉ်းစားပေးလိမ့်မယ်ထားတော့ကျွန်တော် UI UX သူ့ကိုကျွန်တော်လုပ်ခိုင်းလိုက်မယ်ဒါကတော့မိတ်ဆွေတို့အမြန်ပြခြင်းတဲ့အတွက်ကြောင့်မို့ကျွန်တော်ဥပမာတစ်ခုပေးလိုက်တာပေါ့ဒါဆိုရင်သူကနေပြီးကျွန်တော်ဥပမာကြီးပြပေးမယ်ပြပြီးတဲ့ဟာကိုကျွန်တော်အဆအဆုံးကျွန်တော်တို့သူ့ကိုရေးခိုင်းပြီးတော့မှကုတ်ကို download လုပ်ပြီး replit ထဲမှာတွားပြီးတော့မှအသုံးပြုပြီး host လုပ်လို့ရတယ်ခေတ်ဖြစ်သွားပြီဗျာဒါဆိုရင်ကျွန်တော်တို့ပြီးသွားပြီပေါ့နော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီပုံစံလေးကျွန်တော်တို့လုပ်ပြီးသွားတယ်နော်အဲ့တော့ဒါကျွန်တော် notebook ပုံစံမျိုးဖြစ်တယ်ဒါအောင်ကျွန်တော်အင်္ဂလိပ်လိုပြောင်းလိုက်မယ်ဗျာဒါကိုကျွန်တော် notes အနေနဲ့ထားလို့ရတယ်ဒါကသူစဉ်းစားပြီးတဲ့ concept ပေါ့နော်ဒါဆိုရင် okay ဒါဆိုရင် career ဆိုတဲ့စကားလုံးတည်သွားပြီဒါဆိုအလုပ်ကံ okay ဘာမလဲကျွန်တော်ကြည့်ရအောင် okay ကျွန်တော်စာဖတ်နေတယ်မနေ့ကတွေ့မယ်ဒါ notes ဒါစကားလုံးတွေပေါ့နော်ဒါ practice လုပ်အောင်မရတယ်အဲ့တော့တနည်းအားဖြင့်ကိုကဒီဥစ္စာကိုကြိုက်တယ်ဆိုတော့ဒီဥစ္စာကိုကြိုက်ရင်ကျွန်တော် download လုပ်လိုက်ရုံပဲ download လုပ်ပြီးသွားရင်ကျွန်တော်တို့ကတကယ်လို့ကျွန်တော်တို့ကရောင်းတန်းဝင်နေတယ်ဆိုရင် login feature တွေပါလုပ်ပေးရပါတယ်ကျွန်တော်ရေးလိုက်မယ်ရေးပြီးမှဒီထဲမှာ host လုပ်လိုက်အောင်မယ်ဒီ
ဒီ application ကိုကျွန်တော်စပြီးသုံးလို့ရပြီအဲ့လောက်လွယ်တဲ့ခေတ်ဖြစ်သွားပြီအဲ့တော့ဒီနေ့ပြပြချင်တာကကျွန်တော်တို့ခေတ်ကပြောင်းနေပြီကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာဘာတွေပြပြသွားလဲဆိုရင် AI နဲ့ပတ်သက်တဲ့ကျွန်တော် introduction လေးကျွန်တော်ပြပြခဲ့တယ်ပြီးတော့လို့ရှိရင် AI နဲ့အသုံးပြုလို့ရတဲ့အချက်ကိုကျွန်တော်ပြပြသွားပါတယ်အဲ့တော့မိတ်ဆွေရောဒီနေ့ဗီဒီယိုလေးကြည့်နေတယ်ကိုတော့အကျိုးရှိဆုံးအချက်ဆိုဘာများဖြစ်မလဲ comment မှာရေးခဲ့လို့ရရင်ရေးခဲ့ပြပါဦးအဆုံးထိကြည့်ပေးကြအောင်ကျေးဇူးတင်ပါတယ်ကျွန်တော်ရည်ရွယ်ချက်ကတော့လူသားတွေရဲ့ဘဝကိုပညာရေးနဲ့နည်းပညာအသုံးပြုပြီးအပြောင်းလဲလုပ်ပေးဖို့ဖြစ်ပါတယ်ဒီလိုမျိုးလဲကျွန်တော်လုပ်ဆောင်ရတဲ့အတွက်ကြောင့်မလို့လေဂုဏ်ယူလို့မိတ်ဆွေနောက်ဆုံးထိကြည့်ရတဲ့အတွက်ကြောင့်မလို့လေဂုဏ်ယူပါတယ်အဲ့တော့မင်္ဂလာရှိတော်နေလေးဖြစ်ပါစေ